ခဲ့ရတာလေးတွေမသားပေါ်ကွယ်လေးတွေကထွက်လာသလားမသိသူချစ်တဲ့စကားသံလေးတွေကြားလေးတွေချရဲ့ကိုအားခဲထားတဲ့သူရောက်တဲ့ချိန်မှာပြေလို့သူကိုပွေဖမ်းမှန်းမှာပါငါတို့နှစ်ယောက်တွေ့မယ်နေရလေးမမမီလားပြောနေရင်မဝေးတော့တာပဲမဆုံးလားစုံနေကြစိမ်ပန်းပြတွေရဲ့ရိတ်အောင်မှာပေါ့တော့ပါပဲစောင့်နေတဲ့ချစ်သူဆိုင်ရာဘယ်သူတွေရောက်လာနေပါစေတို့ညဆုံနေကြနေရဒီစိမ်ပန်းပြတွေအောင်မှာစိမ်ပန်းရဲ့အတိတ်ပဲလို့ပဲစောင့်နေတဲ့ချစ်သူချင်းနဲ့ချစ်ချင်တဲ့တို့ညဆုံတွေ့မယ်စိမ်ပန်းများရဲ့အောင်မှာညော်နေပေမဲ့ညင်ရောင်ရင်ရင်မှာစိမ်ပန်းလေးတွေလိုပဲပေါ်ပြလေးလိုပဲပေါ်ပါတဲ့အချိန်ဒီပန်းလေးတွေကိုပေးလိုက်ချင်တာဒါကြောင့်မကြတော့ဘူးမဟုတ်လားစိမ်ပန်းရဲ့အရှိတ်လိုပါပဲစောင့်နေတဲ့ချစ်သူဆိုင်ရာဘယ်သူတွေရောက်လို့နေပါစေတို့ညဆုံနေကြနေရ